မင်္ဂလာပါရှင်နားဆင်နေကြတဲ့ချီရတဲ့ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမေချူးတွေရေးသားထားတဲ့ဖုံးရှိန်နဲ့အဖိုးပါဝင်သောပရလောကဇာတ်လမ်းများအတွဲတစ်ထဲမှာစာစဉ်နဲ့ဖုံးရှိန်နဲ့နှုတ်စီမဆောင်သူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသစ်တွေတင်တိုင်းအမြဲတည်စီဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်အတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်ဖုံးရှိန်နဲ့နှုတ်စီးမဆောင်သူအမေဘယ်သွားမလို့လဲနေလေခင်လေတွေကပြန်လာစဉ်ဝက်ကောင်းစားလာတွေကိုဝစ်ပြီးအပြင်ထွက်လာတဲ့အမေကိုမြင်လိုက်ရလို့ဖုံးရှိန်မေးလိုက်ခြင်းပဲဖြစ်ပါတယ်အမေကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးငကနာပွဲသွားမလို့အမေတို့ကတော့လှုပ်ပြန်ပြီးကနာပွဲသွားပြီးတောင်လိုလိုမြောက်လိုလိုတွေဖြစ်အောင်မယ်ဖုံးရှိန်ရဲ့စကားကြောင့်အမေကသူ့ကိုမျက်စောင်းထိုးလိုက်ပါတယ်နေရလေငါ့အဆိုပြောဖို့ဆိုဖို့ပဲတော်ပြီနင်းနဲ့စကားမပြောတော့ဘူးကနာပွဲကစနေပြီလားမသိပါဘူးငါသွားတော့မယ်မိဖို့ထဲမှာငခုရင်းချက်ထားတယ်ဟင်းရည်ကဓာတ်တလုံးရွက်ချက်ထားတယ်နေထမင်းစားချင်စားလို့ရပြီငါသွားတော့မယ်အမေကသူ့ကိုပင်လှဲမကြည့်ပဲနဲ့ထွက်သွားခဲ့ပါတယ်ဖုံးချိန်လေအမေကိုကြည့်ကခေါင်းခါရည်သာကြံ့ရစ်ခဲ့ရတယ်ကနာပွဲကရွာဦးစီဒီမှာပြုလုပ်တာဖြစ်ပြီးဆိုင်းတဲ့ပုံစံတို့ကလည်းမကြားချင်မှအဆုံးညံနေအောင်ကြားရပါတယ်ဖုံးချိန်ကနေ့လည်နေခင်ထမင်းစားပြီးတော့ထမင်းလုံးစီကိုတွေးနေပေမဲ့လေဆိုင်းတဲ့ပုံစံတွေကြောင့်အိမ်မြတာနဲ့ကိုညွတ်နေကိုထိုင်ခွာနေလိုက်ပါတယ်ဖုံးချိန်တို့သားမီးကကိုမဆိုင်ကြပေမဲ့လေဖုံးချိန်ရဲ့အမမအေးကြီးကတော့ကိုဆိုင်ပါတယ်အဲ့ဒါကြောင့်မင်းဖုံးချိန်ကရံပန်ရံကကိုညွတ်နေဖြာပေးတတ်ပါတယ်ကိုကြီးဖုံးချိန်ရေတယောက်တည်းအေးလူလူကိုညွတ်နေထိုင်ပြနေခြင်းသူ့အမိကိုခေါ်ကအိမ်ထဲဝင်လာတဲ့သူကြောင့်လှမ်းကြည့်လိုက်မိပါတယ်ဟေ့အောင်ဖို့ဒီအိမ်ထဲဝင်မဲ့အရေးမဝင်မဲ့ဘာလို့အတန်ပြိုင်းနဲ့အော်နေရတာလဲကွာအိမ်ထဲဝင်လာတဲ့ဖိုးဒီကိုသူအော်လိုက်မိပါတယ်ဖိုးဒီကပြောင်ဆက်ဆက်မျက်နှာပေးနဲ့သူ့နားဝင်ထိုင်ရင်ជីជីရောကိုကြီးမင်းជីជីကရွာဦးစီဒီရဲ့ကနာပွဲကိုတွားလေရဲ့ကွာជីជីတို့ဝါသနာကတော့အခုတော့ဝါသနာကြီးတော့များမင်းជីជីအကြောင်းမင်းသိရင်ပြီးတာပဲလေဒါနဲ့မင်းကဘယ်ကလှည့်လာတာတော့ဘယ်မှလှည့်မလာအောင်ငါ့ကိုစီပဲလာတာငါစီဘာလာလောက်တာလဲဖုံးချိန်မေးလိုက်တဲ့စကားကိုကြားတဲ့အခါဖိုးတေကဖုံးချိန်နှွာချထားတဲ့ကိုညွတ်နီးပြားကြီးတွေကိုတေးသေးလေးတွေဖြစ်အောင်ဖြစ်နေလိုက်ပါတယ်ဟေ့အောင်ငါမင်းကိုမေးနေတယ်လေအိမ်ပေါ်ကနှင်ချလိုက်လို့ကိုကြီးဖုံးချိန်တို့တားမိစီလာနေတာဗျာဘာဒေါ်လေးကမင်းကိုအိမ်ပေါ်ကနှင်ချလိုက်တာပေါ့ဟုတ်လားဟုတ်ပါမင်းကဘာတွေပောက်ကရသွားလို့လဲဖိုးတေဟာတိုးပြိုတို့နဲ့ခုံသေးသွားသွင်းပြီလို့အမေကကျွန်တော်အိမ်ပေါ်ကနှင်ချလိုက်တာမင်းကွာဖုံးချိန်ကမချစ်မရဲဆိုပြီးတော့ခေါင်းခါတယ်မင်းကိုပောက်ကရမလို့ဖို့ငါပြောထားတယ်မလားမနေနိုင်ဘူးဗျဝါသနာဆိုတာတားရခတ်တယ်ကျွန်တော်ကလည်းဘာမှမလုပ်ပါဘူးဝါသနာအရခုံတည်းသွင်းပြီးတော့ခြေကနေသွားတောင်းတာပါဗျာဖိုးတရာရည်ရင်ပြောလိုက်တော့ဖုံးချိန်မျက်ကုန်းတွန်းလိုက်ပါတယ်မင်းခုံတည်းသွင်းတာနဲ့ဒေါ်လေးအိမ်မော်နှင်ချတာဘာဆိုင်လို့လဲဆိုင်နာမတိတ်ဆိုင်ကိုကြီးကျွန်တော်ကအဖေထိုင်နေကြခွေးချီကိုယူပြီးခုံတည်းသွင်းပြီးလို့ဗျာဖြစ်ပုံကဒီလိုဗျဖိုးတရာသူတို့ကြုံခဲ့ရတာတွေကိုဖုံးရှင်ကိုပြန်လဲဖောက်တယ်ချပါတော့တယ်ညနေနေဝင်တဲ့ချိန်ပဲဖြစ်ပါတယ်ဖိုးတီတို့တငယ်ချင်းတစုထန်တော်မှစုံမိစဉ်ခုံသေးအတွင်းကခြေကနန်းသွားတောင်းမဲ့အကြောင်းပြောနေကြပါတယ်ဒီရက်ထဲနှလုံးရှုံးတာလေတောက်တောက်လဲကွာတောပြော်ကမချစ်မရဲစကားဆိုလိုက်တော့ဖိုးတီကတရက်တီးကိုစားနဲ့တို့ဟာစားရင်နားထောင်နေလိုက်တယ်မင်းကမပေါင်မှန်းသေးတာကြီးကိုအဟုတ်မှတ်နေတာကိုကျော်ကြီးကထိုင်းရီတငုံတောင်းရင်းနဲ့ဝင်ပြောပါတယ်ကန်စာတာလေးများထားရင်ပေါင်မလားလို့ပါကွာမင်းတို့တကွက်ကောင်းရကြလားတောပြော်နဲ့ကျော်ကြီးရဲ့စကားကိုဖျက်ပြောလိုက်တဲ့သူကတော့မြင်းဆောင်မယ်ဖြစ်ပါတယ်အေးရချင်တာဘောကွာချဲရှုံးလို့အိမ်ကမိမပွန့်လွန်းလို့အိမ်ဘောကခေါင်းနဲ့ဆင်းရတော့မယ်ကွာအပေါင်အရင်တန်လာတဲ့တောပြိုဟာထပြောပါတယ်ဒါဆိုရင်ဒီလိုလုပ်ကွာညကြရင်ငါတို့ခုံသေးသွားသွင်းရအောင်မြင့်ဆောင်မင်းဟာကဟုတ်ရဲ့လားတောပြိုကမယုံတဝက်ယုံတဝက်နဲ့မေးလာပါတယ်တေးကြတာဘောကွာမင်းအတွက်တကွက်ကောင်းတေးကြရစေရမယ်ကွာပြီးတာပဲဘာလို့ရမှာလဲလမ်းလေးကွာမှာခုံသေးသွားသွင်းမယ်ကွာမြင့်ဆောင်ကပြောလိုက်တော့တောပြိုဟာထိုင်းရီမော်ရင်နဲ့ခေါင်းညိတ်တယ်မင်းဘက်ကတေးကြရင်သွားမယ်ကွာတေးကြပါလေဆိုကွာမင်းရောလိုက်မလားဖို့တီမင်းတို့သွားရင်ငါကနေခဲ့စရာလားကွာလိုက်မှာဘောကွာဒီလိုဆိုရင်ပြီးရောကွာမင်းကခွေးချစ်တလုံးယူခဲ့အောင်ကွာအေးယူခဲ့မယ်ကွာမြင့်ဆောင်ရဲ့စကားကြောင့်ဖိုးတီကယူခဲ့မယ်လို့ဂရီပေးပြီးလမ်းခွဲခဲ့ကြပါတယ်ည9နာရီမှာသူတို့၄ယောက်ပြန်ဆုံဖို့ကိုလည်းဂရီလုပ်ခဲ့ကြတယ်ဖိုးတီလည်းညာခင်းမိသားစုနဲ့ထမင်းစားပြီးတော့ရွာလဲဗီဒီယိုယုံသွားမယ်လို့ဆိုကအဖေထိုင်နေကြခွေးချီကိုပကုံးမော်ထန်းနေကယူခဲ့လိုက်ပါတယ်ရွာထိတ်ညောင်မင်းအောက်မှာလူစုကြရင်၄ယောက်သာလမ်းလေးဝါဆုံတဲ့နေရာကိုထွက်လာခဲ့ကြတယ်လမ်းလေးဝါဆုံတဲ့နေရာကိုရောက်တဲ့အခါမှာတော့ခွေးချီကိုမြေပြင်ပေါ်ချလိုက်ကြပါတယ်
ပြီးတဲ့နောက်ဖက်နှက်ကိုဘယ်တစ်ဖက်ညာတစ်ဖက်ခုံအောက်ကိုတောင်းပြတ်ထိလိုက်တယ်ထိလိုက်တာကလေတစ်ဖက်ကပက်လက်ဖြစ်ပြီးတော့တစ်ဖက်ကအမောက်ခုံပြီးကန့်လန့်ဖြတ်ဖြစ်ပါတယ်အားလုံးပြီးတဲ့အခါမှာတော့ခုံပြီးပပတ်လင်မှာ၄ယောက်ဝိုင်းထိုင်လိုက်ကြပြီးတယောက်လက်တယောက်ခုံမော်ရှက်တင်လိုက်တယ်အနီးနားမှာရှိတဲ့မြည်သည့်ပုဂ္ဂိုလ်မဆိုကျုပ်တို့နဲ့အတူကစားခြင်းရင်ကျုပ်တို့ရှိအောင်လာခဲ့ပါကျုပ်တို့နဲ့အတူကစားလို့ရင်ကျုပ်တို့စီလာခဲ့ပါမြင့်ဆောင်ကအာပေါင်အရင်အော်ခေါ်လိုက်တော့ဖိုးတွေကြက်သိန်းတစ်ပြက်ပြက်ထလာရတယ်ရောက်လာပြီလားရောက်လာရင်ခုံကိုနှစ်ချက်ခောက်ပါခုံကြီးကတလို့လို့ဖြစ်လာတဲ့အခါတစီရောက်လာမှသူတို့တီးလိုက်ကြတယ်အဲ့ဒါကြောင့်ရောက်လာကြောင်အချက်ပြခိုင်းတော့ခုံကိုနှစ်ချက်ခောက်ပြီးအချက်ပေးလာပါတယ်ကျုပ်တို့နဲ့ကစားဖို့ရောက်လာတာလားကျုပ်တို့နဲ့ကစားဖို့ရောက်လာတယ်ဆိုရင်ခုံကိုတစ်ချက်ခောက်ပြပါခုံကိုတစ်ချက်ခောက်လိုက်တဲ့တစ်ချက်ထွက်လာခဲ့ပါတယ်ကျုပ်တို့ကခြေကနန်းတောင်းမလို့ရောက်လာတာပါခြေကနန်းပေးနိုင်မလားပေးနိုင်ရင်နှစ်ချက်ခောက်ပါမြင်းဆောင်ရဲ့စကားတခွန်းစုံနိုင်ခုံကိုခောက်လိုက်တဲ့တန်ကစီချက်ညီစွာနဲ့ထွက်လာတတ်တယ်မနေ့ဖြန်အတွက်ပေါက်ကနန်းကိုအချက်ပြပါခုံခောက်တန်ရှေ့ချက်ထွက်ပေါ်လာတော့သူတို့အားတက်လာခဲ့တယ်ပြီးတဲ့နောက်ထပ်မေးလိုက်ပါတယ်ဟုတ်ပြီရှစ်တလုံးရပြီနောက်ကဘာကက်ရမှာလဲမြင်းဆောင်မေးလိုက်တော့ခုံကိုသုံးချက်ထပ်ခောက်လာခဲ့တယ်ရှစ်သုံးဟုတ်ပြီဒီကနန်းမနေ့ဖြန်ထွက်မှာတေးကြရင်ခုံကိုတစ်ချက်ခောက်ပြခုံခောက်တဲ့တစ်ချက်ထွက်ပေါ်လာတော့မြင်းဆောင်ပြုံးသွားတယ်သူလိုချင်တဲ့ခြေကနန်းရတဲ့အခါခြေနဲ့တဲ့ဟန်နဲ့ကျုပ်တို့လိုချင်တဲ့ခြေကနန်းပေးတဲ့အတွက်ခမ ्या ကိုကျေးဇူးတင်ပါတယ်ခမ ्या နေရက်ကိုခမ ्या ပြန်လို့ရပြီမြင်းဆောင်ရဲ့စကားအဆုံးမှာလှုပ်နေတဲ့ခုံကငြိမ်သက်သွားတော့၃ယောက်သာအိမ်ပြန်လာခဲ့တယ်ဖိုးတိမှလည်းအိမ်ရောက်တဲ့အခါအဖေထိုင်နေကြနေရမှာခုံနေရတကြပြန်ထားလိုက်ပြီးတော့ဟန်မပြတ်အိမ်ထဲဝင်လာကအိမ်နေလိုက်ပါတယ်ပြဿနာကညတကောင်မှစတင်ခဲ့တယ်မမြင့်ကြီးအိမ်ရှိမှဒရုံနှုံးအတန်ကိုဦးဝုံမောင်ကြားလိုက်တဲ့အခါဇနီးဖြစ်သူကိုလှုံနှိုးလိုက်ပါတယ်ဘာဖြစ်လို့လဲကိုဦးမောင်မမြင့်ကြီးမှလည်းအိတ်ရှိမှုထုနဲ့ထမေးလိုက်တော့ဦးဝုံမောင်ကအပြေကိုနားဆွနေခဲ့တယ်အိမ်ရှိမှဒရုံနှုံးနဲ့အတန်ကြားလားဟုတ်သားကြားတယ်တော့ကြားရင်တွားကြည့်စမ်းမမြင့်ကြီးရဲ့ခင်မွန်းဖြစ်သူရဲ့စကားကြောင့်ဒေါ်မြင့်ကြီးရဲ့မျက်စောင်းကခင်မွန်းဖြစ်သူထံကိုရောက်သွားရပါတယ်ရှင်ကယောက်ျားပဲရှင်သွားကြည့်လေတော့မင်းသွားလိုက်စမ်းမမိန်းမရဲ့တော်ရတော့လေအသက်ကြီးနေသည့်တိုင်ကြောက်တက်လုံနဲ့ခင်မွန်းကိုတစ်ချက်သာကြည့်ရင်ဒေါ်မြင့်ကြီးအပြင်ထွက်လာခဲ့လိုက်ပါတယ်အမလီကိုဦးမောင်လာပါဦးတော့အင်းရှိရောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခင်မွန်းဖြစ်သူကိုအော်ခေါ်လိုက်ပါတယ်ခင်မွန်းဖြစ်သူနေပူစာလှုံနေကြခွေးချီမှာဘသူမှမလုပ်ဘဲနဲ့တလုံးလုံးဖြစ်နေတာအံ့ဩစရာကောင်းနေခဲ့ပါတယ်ဘာတက်လို့လဲမြင့်ကြီးလက်နေတံမျိုးဟိုထိုးတီထိုးနဲ့အခန်းထဲကထွက်လာတဲ့သူကတော့ဦးအောင်မောင်ပဲဖြစ်ပါတယ်ဟိုမှာကြည်စံတော်ထိုင်နေကြခုံကြီးလှုပ်နေတယ်တော့ဒေါ်မြင့်ကြီးပြောလိုက်တဲ့အခါမှာတော့ဦးအောင်မောင်ကခုံကိုလှမ်းကြည့်လိုက်မိတယ်အမြင်မှားသလားလို့ပြုတ်ပြဲကြည့်နေရမှာထောက်ော်လိုက်မိတယ်ဟာဟုတ်တယ်ဟာဘလို့ဖြစ်တာလဲကျမလည်းဘယ်သိမလဲတော့အမလေးတော့လင်မယားနှစ်ယောက်တယောက်နဲ့တယောက်စကားပြောနေကြတဲ့အချိန်ခုံကိုခောက်လိုက်တန်ကြားလိုက်တော့လင်မယားနှစ်ယောက်ကြောက်လန့်ကအော်မိလိုက်ပါတယ်အမေဘာဖြစ်လို့လဲအကြီးမမိစိန်လဲနိုးလိုက်ရာအော်တန်ကြားရပဲထွက်လာခဲ့စဉ်အမေနဲ့အဖေကိုတွေးလိုက်ရတယ်ဟိုမှာခုံကြီးလှုပ်နေတယ်အေးမိစိန်မှလည်းအလန်တကြားထဟော်ပြန်ပါတယ်အမေခုံပေါ်မှာမမေအဲ့ဒီခုံကြီးကိုမမေကောင်ရင်စီးနေတာဟမ်ဟုတ်လို့လားမြင်းရဲ့မိစိန်ရဲ့သမီးကအော်ပြောတော့ဒေါ်မြင့်ကြီးကမယုံသလိုမေးပါတယ်ဟုတ်ပါတယ်ဆိုမေကြီးကလည်းခုံကြီးလှုပ်နေတာအပေါ်ကမမေကောင်ကြီးစီးထားတာအမလီကလေးစကားကြောင့်မိသားစုဝင်တွေအားလုံးကြောက်လန့်သွားကြပြီးအိမ်ညာမိသားစုဝင်တွေလည်းတည့်ရစီနေတဲ့ခုံကြီးနဲ့တမိုးအောက်ထဲအတူနေရင်းနဲ့ကြောက်လန့်နေကြပါတယ်အဲ့ဒီအချိန်မှာဖိုးတေကတော့လေဆောင်တဲထဲမှာနှင်းနှင်းချက်ချက်အိပ်ပျော်ပြီးအိမ်မက်လှလှမတ်နေပါတော့တယ်မနက်ခင်းကိုရောက်တဲ့အခါမှာတော့ဒေါ်မြင့်ကြီးကနက်ကတော့ဒေါ်ဘူးအိမ်ကိုသွားပြီးတော့အိမ်မှာဖြစ်ပျက်နေတာတွေကိုပြောပြပြီးမေးမြန်းတဲ့အခါမှာတော့နက်ကတော့ဒေါ်ဘူးကဒေါ်မြင့်ကြီးကိုစူးရဲစွာနဲ့ကြည့်ပါတယ်ညီအိမ်မှာအစင်းတည်းရှိနေတဲ့မြင့်ကြီးရှင်တကယ်လားအမေဘူးရဲ့ဟဲ့ငါညီကိုတကယ်ပြောနေတာအေးညီတို့အိမ်ကခုံမှာအစင်းတည်းကကတ်နေတာအဲ့ဒီတည်းကိုညီသားဖို့တွေခွက်လာတာပဲဟေ့ရှင်ဒေါ်မြင့်ကြီးကအံ့ဩပြီးအံ့ဩရပါတယ်ဟုတ်တယ်ညီသားညကသူ့ဥဖော်တွေနဲ့သူ့ရဲ့တငယ်ချင်းတွေနဲ့ခုံတည်းရဲ့သွားသွင်းနေခုံတည်းရဲ့သွင်းမိအပြက်မှာတရေကကတ်တွယ်ပြီးလိုက်လာတာပဲဒါဆိုရင်ကျမဘလို့လုပ်ရမလဲအမေဘူးရဲ့ဒေါ်မြင့်ကြီးရဲ့စကားကိုကြားတော့နက်ကတော့အာယုံခံရင်သူ့ကိုသူ့နေရာပြန်စီခြင်းသူစားချင်နေတာကြွေးမရမယ်မဟုတ်ရင်တော့မိသားစုအတွက်အန္တရာယ်ရှိတယ်။ तू ကဘာစားချင်တာလဲအမေဘူးရဲ့အမေသားအစိတ်သားသူ့ကိုကြွေးလိုက်အဲ့ဒါဆို तू ပြန်သွားလိမ့်မယ်။တခုပဲညီးသားကိုတေချာမေးစမ်းကြည့်အောင်ဟုတ်ကဲ့ပါအမေဘူးရဲ့ဒေါ်မြင့်ကြီးမှာနက်ကတော့ဒေါ်ဘူးပြောသလိုအမေသားအစိတ်သားဝဲပြီးတော့ဒေါ်ဘူးပြောတဲ့အတိုင်းအစိမ်းသေးကိုကြွေးလိုက်သလိုဖိုးတီကိုလည်းအိမ်မောကနေနှင်ချလိုက်ပါတယ်။အိမ်ပေါ်ကနှင်ချခံရတဲ့ဖိုးတီလေဖိုးကုန်းရွာရှိ
ဖုံးချိန်တို့စီကိုရောက်လာပါတော့တယ်အဖြစ်အပျက်ကတော့အဲ့ဒါပါပဲကိုကြီးဟာဖိုးတရဲ့စကားဆုံးတဲ့အခါဖုံးချိန်ကခေါင်းခါပါတယ်မင်းကလေလှုပ်အပ်သလားမလှုပ်အပ်သလားမသိရင်ရမ်းလောက်တာပဲကွာတကယ်လို့အဲ့ဒီရမပြတ်မင်းနဲ့မင်းအိမ်သားတွေအနေပြရင်ဘလို့လုပ်မလဲဖုံးချိန်မေးလိုက်တဲ့အခါသူ့မှာဖြေစရာစကားမရှိတော့ပါဘူးအဲ့ဒါကြောင့်နှုတ်ဆက်သွားတော့ဖုံးချိန်ကခေါင်းအိုးသာဘယ်ညာရမ်းလိုက်မိပါတယ်ဆွဆွဲငငယ်ဦးနေတဲ့ခွေးဦးတန်ကဖိုကုန်းရွာတရွာလုံးကိုခြောက်ချောက်ပဲကောင်းလို့ထွက်ပေါ်လာခဲ့တယ်တရွာလုံးတိတ်ဆိတ်နေခဲ့သလိုဖုံးချိန်တို့အိမ်မှာလည်းဖုံးချိန်ပါဝင်မိသားစုဝင်တွေကနှိမ့်ချိုက်စွာနဲ့အိမ်မောကြနေခဲ့ပါတယ်တိတ်ဆိတ်နေတဲ့အချိန်မှာရှေးခေတ်အဝတ်စားဝတ်ဆင်ထားတဲ့လူတစ်ယောက်ကဖုံးချိန်နေတဲ့နေရာကိုတိုးကပ်လာခဲ့တယ်။သူကတော့တခြားသူမဟုတ်ပါဘူး။အဖိုးပဲဖြစ်ပါတယ်။သားတော့ထဆန်းနားထဲမှာကြားလိုက်ရတဲ့ခေါ်နှိုးတန်ကြောင့်ဖုံးချိန်အိမ်ရာလူးလဲထားပြီးသူ့ရှိမှရှိနေတဲ့အဖိုးကိုတွေးလိုက်ရပါတယ်။သားတော့အောင်ရွှေကိုသွားခဲ့ပါ။မဖဲဝါကိုပြောခဲ့တဲ့စကားကြောင့်မဖဲဝါသူ့အသက်ကိုနှုတ်တော့မယ်။ဗျာဖုံးချိန်ကအိတ်ချင်စိတ်တွေပင်ပြေကမျက်လုံးတွေပြူးသွားရတယ်။ဟုတ်တယ်သားတော့အခုသားတော့အမြန်သွားပြီးတော့ဖြည့်ရှင်းကြည့်အဖိုးစကားဆုံးတာနဲ့သူအိမ်မောကနေပြေးစင်ကအောင်ရွှေရဲ့အိမ်ကိုတရှိန်လို့ပြေးခဲ့မိပါတယ်အောင်ရွှေအိမ်ရှိကိုရောက်တဲ့အခါမှာတော့အောင်ရွှေမိမမင်းငယ်ရဲ့အော်ငိုတန်းကစီးကြုံနေခဲ့ပါတယ်အမလေးကိုအောင်ရွှေရဲ့ကျုပ်တို့သားမျိုးထားခဲ့ပြီလားတော့ကျုပ်တို့မထားခဲ့ပဲနဲ့တို့ရဲ့မျက်လုံးတွေဖွင့်ကြည့်ပါဦးတော့အော်ဟင်းငိုယူတန်းကအောင်ရွှေတခုခုဖြစ်သွားမှသိကြတဲ့အခါအိမ်မော်တက်ခဲ့တဲ့သူ့ရဲ့ခြေလမ်းတွေဟာအာမပါတော့ပါဘူးဟေးမဖုံးချင်လာတယ်ကွာဖုံးချေကိုမျက်နှာနဲ့ဝိုင်းနေတဲ့လူအုပ်တွေကလူကြီးတယောက်ကလှမ်းပြောလိုက်တော့ငိုနေတဲ့မင်းငယ်မှာသူ့စီကိုခလုတ်တိုင်းမတက်ပြေးလာကသူ့ကိုကူရခဲ့ရမဲနေတဲ့အပူတဲ့တယောက်ဟန်အကူညီတောင်းလာခဲ့ပါတယ်ဖုံးချင်မောင်လေးနင်းရဲ့ကိုကြည့်ပါဦးဟဲနင်းကိုအောင်ရွှေလေးအမားတို့ထားသွားပြီမောင်လေးဖုံးချင်ရဲ့ဖုံးချင်မှာမင်းငယ်ကိုဘာမှမပြောဘဲနဲ့အလောင်းနာကိုကတ်သွားလိုက်တော့အောင်ရွှေပေါ်တက်စီထားတဲ့မိန်းမကိုတွေ့လိုက်ရပါတယ်သူကတော့တခြားလူမဟုတ်မဖဲပါပဲဖြစ်ပါတယ်တင်ချိုင်းရှင်မှာမဖဲဝါမှာသူ့အတန်ကြားတာနဲ့သူ့ကိုလှည့်ကြည့်လာတော့သူရိုးသားရိုးသိဆုံးခြင်းမဟုတ်မှန်သိလိုက်ရပါတယ်။ကိုအောင်ရှင်မဆုံးခင်ဘယ်သွားခဲ့လဲ။မနေ့ကကနာပဲသွားခဲ့တာပဲရှိပါတယ်မောင်လေးရဲ့။မင်းငယ်ကငွေရင်းနဲ့ဖြေပါတယ်။ဖုံးရှင်ကမင်းငယ်ကိုလှည့်ကြည့်ပြီးဘသူနဲ့သွားတာလဲ။ခွေးဘူးတို့နဲ့အဲ့ဒါဆိုခွေးဘူးကိုခေါ်လိုက်။ဖုံးရှင်ရဲ့စကားအဆုံးမှာခွေးဘူးဆိုတဲ့ကောင်လေးကိုတွားခေါ်စီခဲ့တယ်။ဖုံးရှင်ကအလောင်းကိုကြည့်ကတက်ပြင်းချသလိုခွေးဘူးရောက်လာတဲ့အခါမှာတော့ခွေးဘူးကိုတရားခံတယောက်လိုစစ်မေးပါတော့တယ်။မင်းနဲ့ကိုအောင်ရှိကနာပွဲကိုသွားခဲ့တယ်ဆိုဟုတ်လားဟုတ်ပါတယ်အကိုဖုံးရှင်ခွေးဘူးကသူ့အမေကိုခေါင်းကြီးဖြေပါတယ်။မင်းတို့နှစ်ယောက်ဘာလုပ်ခဲ့ကြသေးလဲ။ကျွန်တော်တော့ဘာမှမလုပ်ခဲ့ဘူး။ဒါပေမဲ့ကိုကြီးအောင်ရွှေကတော့မဖဲဝါဆိုလားဝင်ပူးနေတဲ့အချိန်မှာပြောင်းသလိုလိုစကားတော့တွားပြောခဲ့တယ်ဗျ။ဘာပြောခဲ့တာလဲ။ဖုံးရှင်ကမျက်မှောက်ကျုပ်ခါမေးလိုက်ပါတယ်။ကိုကြီးအောင်ရွှေကမဖဲဝါနဲ့သူနေခြင်းလို့တဲ့။ဘာဖုံးရှင်ရဲ့ဘာဆိုတဲ့အတန်ကြီးကဟိန်ထွက်သွားခဲ့ပါတယ်ဟုတ်တယ်ကိုကြီးဖုံးရှင်အမဝင်ကတ်နေတဲ့မဖဲဝါဆိုတဲ့မိန်းမကြီးကတကယ်နေကျင်တာလားဆိုပြီးမေးတယ်ဗျအဲ့ဒါနဲ့ကိုကြီးအောင်ရွှေကလည်းတကယ်နေကျင်တာဆိုပြီးတော့ပြန်ပြောလိုက်တာအဲ့မှာမဖဲဝါကြီးကသူ့လာခေါ်မယ်တဲ့ဖုံးရှင်ရဲ့တောက်ခေါက်တန်ပြင်းပြင်းကထွက်ပေါ်လာလိုက်တော့ဘေးနာလူတွေကဖုံးရှင်ပြောမယ့်စကားကိုနားဆွနေကြတယ်ကိုအောင်ရွှေကိုမဖဲဝါသူနဲ့နေဖို့သူကတိတိုင်းလာခေါ်သွားတာဒီတခါတော့ကျုပ်မကဲနိုင်ဘူးဒီလိုဖြစ်ရတာကနှုတ်စည်းမဆောက်လို့ဖြစ်ရတာဗျတရေသက်စီပဲငါဘာပြောရတယ်လို့မတွေးနဲ့အဲ့ဒီတရေသက်စီတွေကခမည်းတော်ကိုချိုးတက်သွားလိမ့်မယ်အမလေးကိုအောင်ရွှေရဲ့ဖြစ်မှဖြစ်ရလေတော့ဖုံးရှင်ရဲ့စကားအဆုံးမှာမင်းငယ်ရဲ့အုံငိုတန်ကြီးကထွက်ပေါ်လာခဲ့သလိုမဖဲဝါကအောင်ရွှေရဲ့ဝိညာဉ်ကိုအိမ်ဘွားဆွဲခေါ်သွားတာကိုဖုံးရှင်စိတ်မကောင်းစွာမြင်တွေ့လိုက်ရပါတော့တယ်နားဆင်အားပေးနေကြတဲ့ကြည်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်